ဂျေရုဆလင်မြို့ကပါရအပြင်ဖက်ရောက်သွားတာအဲ့ဒီလူတွေကငိုကြွေးအံတွဲခဲချက်ရအယဆိုတာအားလုံးကငိုတာဥမာဇီတန်ရခွင့်ဆိုဇီတန်ရွေးရှိတယ်တလားကချင်ရခွင့်ဆိုကချင်ဒီပဲနေတာလေကရင်ရခွင့်ဆိုကရင်ဒီပဲနေတာလေသူရခွင့်နာမယ်တက်ထားတယ်ဟုတ်ငိုကြွေးအံတွဲခဲချက်ရအယလို့ပြောရမလားတူလူကူလို့ငိုနေတယ်အဲ့ဒီအမောင်လို့ခေါ်တယ်တဲ့လားကဲတင်ချင်းကရရတယ်အဲ့တော့ဘာလို့ဆိုငရဲတော့မကြဘူးအဲ့ဒါအုတ်ချုပ်ရေးမှုကတွားပြမှာချော့ရတာမင်းငရဲကတော့မကြောက်ကွာသူများငရဲကြတာတွေ့လားအဲ့ဒါခါရသူ့တော့ချော့ရတာတဲ့လားချော့လို့နိရနဲ့ချီပြီးငိုတာလေမရဘူးဆိုရင်အစင်ခံစားတော့တင်တာဟိုအုတ်ချုပ်ရေးမှုကလေခရစ်တော်စီမှာဘယင်အထွတ်စီမှာလေကိုတော့ကြွလာပြီပါတဲ့လားခရစ်တော်လာချော့မှတည်သွားတယ်အဲ့မှာလေအားကြုံလဲဆိုရင်လက်ဆုံးရှုံသွားပြီမှာလောကမှာလေကဲတင်ချင်းရယုံနဲ့အစိတ်မရှိတော့ဘူးအဲ့မှာရောက်သွားတယ်ဒါကြောင့်အဲ့ဒီလူကအဲ့ဒီကပါကနဲ့တခြားကပါကူလို့မရဘူးအဲ့တော့ခြိလက်ခြိနှောင်လည်းပြောတယ်ဗါလဲအတိပဲအဲ့ဒီကပါနဲ့တခြားကပါကူလို့မရဘူးအဲ့ဒီညာရောက်သွားတဲ့ချိန်မှာဤပညာလည်းမိကုန်ပြီလက်စရိုပါတို့ထွင်ဖို့လည်းအစီအစဉ်မရှိဘူးဟိုဂျေရုဆလင်မြို့ရဲ့အလင်းနဲ့တွာလာနေတလားခုကပါကိုလမ်းမြရတဲ့ချိန်မှာလေတိတ်ပြီးနှမျောတန်းတာဟိုအခုကြည့်စမ်းပါအစိမ့်ရှိတဲ့လောမှာနေရတာဆိုတာလေမကြည့်နဲ့တော့အဲ့ဒါတတုနောက်တတုရှိတယ်ကဲပြာရိချန်ခန်းကြီး20အငယ်နိဖတ်ကြအောင်မြို့လမ်းမအလယ်၌၎င်းချိုမြင့်နှစ်ဖက်၌၎င်းအသက်ပင်ရှိ၏ထိုအသက်ပင်သည်အသီး12မျိုးကိုတည်ကြ၏မိမိအသီးကိုလည်းလတိုင်းပေးတတ်၏အရွက်သည်လည်းလူအမျိုးမျိုးတို့၏အနာရောဂါငြိမ်းချဖို့ဖြစ်၏အရွက်သည်လည်းပါလဲကဲအနာယောဂဖြစ်တယ်ဆိုတာကိုခန္ဓာတွေးတာကိုခန္ဓာရှိမှအနာဖြစ်တာဝိညာဏဆိုရင်အနာဖြစ်ဆရာရှိလားဖျားဆရာရှိလားဝိညာဏဆိုရင်ဖျားဆရာမလိုတော့ဒါမဲ့တွေးတာကိုခန္ဓာဆိုရင်ဖျားဖို့ရှိတယ်နာဖို့ရှိတယ်အဲ့ဒါကျမ်းစာကအရေးနဲ့ပြောတာလူကပါရှိတိတွေပြောတာကဲအဲ့ဒီလူတွေကဘယ်သူလဲဆိုပြောမယ်အနည်းတစ်ထောင်မှာတူးဆိုပြီးတွေးတာနဲ့ဝင်စားတယ်မလားအသက်တရားမှာတည်တဲ့လူရှိတယ်စာတန်နောက်လိုက်သွားတဲ့လူရှိတယ်မလဲတဲ့လူအသက်စာဆုံးစင်းတွင်းနေမလားအသက်စာဆုံးစင်းတွင်းလိုက်တာဒီအဖွဲ့တွေကဝိညာဏမလုပ်ပေးဘူးလူကပါပို့လိုက်တာဘာကပါလဲလူတွေးတာကပါဒါကြောင့်အရေးအနေနဲ့ပြတာအရွက်ကအနာယောဂငြိမ်းစရာအကြောင်းဖြစ်တယ်ဆိုတဲ့အတိတ်ပဲလေလူကပါရှိတည်တယ်ဆိုတာပြချင်တာလေသူကအဲ့ဒီအရေးအနေနဲ့မပြတာလူကပါနော့ခါရှိတည်တယ်ဆိုတာပြတာအေးနော့ခါဆိုရင်နော့အခုစัจ java နော့စัจ java ကဒီပုံစံပြန်ထပ်ဖြစ်လာဒါကြောင့်ရှိကပါအဆက်ဆက်မှာစာ၍နော့ကပါအဆက်ဆက်တိုင်အောင်ဆိုတာနော့ကျမ်းစာတိုင်မှာနေရာတစ်ခါပြောတယ်ကပါအဆက်ဆက်ဆိုတာဖတ်ဘူးလားကပါအဆက်ဆက်ဆိုတာလေအရင်တော့ကျွန်တော်နားမလဲဘူးဘာလို့အဆက်ဆက်ဒီတုံးတယ်လေတဲ့လားတကယ်တော့ဒီကပါပြီးနောက်လည်းရှိသေးတယ်တဲ့လားနောက်လည်းရှိတယ်ဖယားသခင်ကတော့ဖယားခင်ဖြစ်နေမှာအာမင်ဒါကြောင့်ဖယားသခင်ကဖန်ဆင်းခြင်းစက်တော်မြတ်စီမံကိန်းဒါကြောင့်ကောင်းကင်တည်နေမြည်ကြီးတိဆိုတာလေဖယားကတီလူခွဲခန့်သွားတယ်ဆိုတွေ့ရတယ်ကဲအမောင်ဆိုတာငရဲလားအေးကျူကပါအဲ့ဒီညာဒီနေ့တွားတာကဲနောက်ထပ်အမုံကျုံးနဲ့နောက်ထပ်လာမယ်ကဲနှစ်ပတ်ဘယ်လောက်ရောက်ပြီလဲ